အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ Tesla Model S Plus ကိုအတူတူမောင်းကြည့်ကြမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်မနာမည်ကတော့မိုးပါဒါကတော့ Model S Plus နေအောင်လေးပါကားမောင်းမယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒါလေးကိုကတ်လိုက်ပါကတ်လေးကိုကတ်လိုက်လို့ရှိရင်ကားတကားပွင့်သွားပါတယ်ကားတကားပွင့်သွားပါတယ်ကားရဲ့ interior ကတော့အဖြူအောင်မှ leather ပေါ့နော်သူ့ရဲ့ steering wheel ကဒီလိုလေးပါကားမောင်းမယ်ဆိုရင်ပေါ့နော်ကားပေါ်ထိုင်သွားလို့ရှိရင်ပေါ့နော်သူကsteering wheel ကတော့ဒီပုံစံလေးပါကားမောင်းမယ်ဆိုလို့ရှိရင်သူက brake ကိုနင်းရပါတယ် brake ကိုနင်းလို့ရှိရင်ကိုကဘယ် direction ကိုသွားချင်လဲဆိုတော့ရွေးချယ်လို့ရပါတယ်ပြီးလို့ရှိရင်ကတ်လေးကိုဒီပေါ်မှာတင်ရပါတယ်ဘယ်ကိုရွေးမလဲဘယ်ကိုကအရှိသွားမယ်ဆိုလို့ရှိရင်အပေါ်ဆွဲရပါတယ်အကယ်လို့နောက်ပြန်ဆုပ်မယ်ဆိုရင်တော့ဘက်ကိုဆွဲရပါတယ် parking ဆိုလို့ရှိရင်တော့ပြီးမှထားပေးပါအကယ်လို့ကိုကကားရေးစေးမယ်ဆိုလို့ရှိရင် neutral မှာထားပေးရပါမယ်ပြီးလို့ရှိရင်ပေါ့နော် driver ရဲ့ profile ကိုလည်း set up လုပ်လို့ရပါတယ်ကိုယ့်ရဲ့ဘယ်လိုမျိုး position လိုချင်တာလဲ mirror ကိုမှန်အောင်ဘယ်လိုထားမှလဲ steering wheel ကိုအနီးကပ်ထားချင်တာလား wiper window lock ပေါ့နော်အဲ့ဒါတွေကိုဘယ်လိုထားချင်လဲဆိုတာကိုအကုန်လုံး driver ရဲ့ profile နဲ့ရွေးချယ်လို့ရပါတယ်ကားတော့အပေါ်မှန်နဲ့ပါ panoramic view ရှိပါတယ်ကားကိုပြင်ထွက်မယ်ဆိုလို့ရှိရင်တော့ဒီခလုတ်လေးနှိပ်ရုံပါပဲအဲ့ဆိုရင်ပြင်ထွက်တော့ရပါပြီတက်စားတော့မောင်းရတာလွယ်ကူပါတယ်ပြီးလို့ရှိရင်လည်းဓာတ်ဆီလည်းမကုန်ဘူးဆိုတော့နည်းနည်းဝေးသွားတဲ့လူတွေဆိုရင်တော့မြို့ထဲမှာပေါ့နော်ပိုအဆင်ပြေပါတယ်လမ်းမှာဆိုလို့ရှိရင်တော့ charging station တွေမှာ charge လုပ်ရပါတယ်ဟိုဒီနေ့က charge တာမိနစ်30ကိုဒေါ်လာ20ကျော်လောက်ကုန်တယ်ပေါ့နော်အဲ့တော့မြို့ထဲမှာcharge မြို့ထဲမှာသွားမယ်ဆိုလို့ရှိရင်တော့ Tesla နဲ့ဆိုရင်တော့ပိုအဆင်ပြေပါတယ်ဓာတ်ဆီမထည့်ရတော့ဓာတ်ဆီခါတော့ကုန်ကြတတာပါပါတယ်ဒါပေမဲ့မီတာခါတော့ကုန်ပါလေရဲ့နော်အားသွင်းတဲ့မီတာခါကုန်ပါလေရဲ့အခုမှပဲလေးလာနေစေဖြစ်တဲ့အတွက်အများကြီးတော့လည်းမသိသေးပါဘူးရှင့်နောက်မှပဲအကြောင်းစုဒီမှာပဲထပ်ပြီးတော့ရိုက်ပါအောင်မယ်ရှင်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကောင်းတော့နေလေးများပိုင်ဆိုင်နေကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်